လက်ဆက်တော်စကန်ကုန်းကိုဘုံတို့အနေနဲ့ဘာကြောင့်တက်ခဲ့ရတယ်လဲခင်ဗျအဲ့ဒီပတ်သက်ပြောပြပါဦးတိုက်ခဲ့ရတဲ့အကြောင်းရင်းကခုနကျွန်တော်ပြောသလိုပဲအဓိကတော့ဒီစစ်ကောင်စီဘက်ကနေပြီးတော့ဒီဖျားကုန်းဘောကနေပြီးတော့မှတောက်ဆောက်ပေါ့နော်ဒါဟိုပြစ်ခတ်မှုတွေလုပ်တယ်ဒီဖျားအကာအကွယ်ယူပြီးတော့မှဒါခင်ဗျားတို့အားလုံးလည်းတွေ့ပြီးသားဖြစ်မှာပါသာသနာနယ်မြေလို့သာပြောပေမဲ့ဖျားပေါ်မှာဆိုရင်ဒါကျွန်တော်တို့ကြည့်မယ်ဆိုရင်ဒါဘာသာရေးအကြည့်မယ်ဆိုဝိနည်းနဲ့မညီတဲ့ဒီအဆောက်အဦတွေပေါ့နော်ဝိနည်းနဲ့မညီတဲ့ဒါရုပ်ထုတွေအများကြီးကျွန်တော်တို့တွေ့ရတယ်ဒီပေါ်မှာလေပြီးတော့ဒီသာသနာနယ်မြေဆိုကျွန်တော်တို့သိရသလောက်ဒါဟိုဖျားတွေရှိမယ်ဒီဖျားတွေထဲမှာမှဒါပြည်သူလူထုတွေဒါဖျားဘူးလာတာတွေရှိမယ်ဒီအပေါ်မှာလာပြီးတော့မှဒါကုသိုလ်ယူတာတွေဥပုသ်ဆောက်တာတွေသီလဆောက်တာတွေရှိရမှာပေါ့နော်ဒါပေမဲ့ဒီလက်ခတ်တောင်ကကျွန်တော်ကြည့်မှဆိုရင်ဒါနေရာတော်တော်ကျယ်ပြီးတော့မှဒီအပေါ်မှာပြည်သူလူထုတွေလည်းဒါဟိုတိုက်ပွဲမဖြစ်ခင်ကတည်းကဟိုအရင်ကတည်းကဒီထဲကိုလာပြီးတော့မှဖျားဖူးမာတို့ဒီမှာလာပြီးတော့မှသီလယူမာတို့ဆိုတာဒါလုံးလို့မရဘူးခင်ဗျအဓိကဘာလို့လဲဆိုတော့ဒါစစ်ကောင်စီဘက်ကလက်နက်ကင်နေရှိတဲ့အပေါ်မှာသူတို့လည်းဒါဘယ်ပြည်သူမှလာခွင့်မပေးဘူးပေါ့နော်ကျွန်တော်တို့သိရတာကအဲကြောင့်မို့ဒီပုံမှာသူတက်ဆွဲထားတယ်ဒီအဓိကကတော့သူတို့ရဲ့အဓိကရည်ရွယ်ချက်ကဟိုဒီတကြောမှာရှိတဲ့ဒေသတွေကိုဒါမသင်္ကာလို့ပြစ်ခတ်ဖို့အတွက်လို့စုမိုးထားတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျွန်တော်တို့ပြောမယ်ဆိုရင်ဒါသဒနာနေမြေနဲ့လည်းဒါသိပြီးတော့မှဒါဝိနည်းမကိုင်းညီဘူးဒါပေမဲ့ထားပါတော့အဲ့ဒါတွေကတော့ကိုင်းညီတာဖြစ်စေမကိုင်းညီတာဖြစ်စေကျွန်တော်တို့ကတော့ပြဿနာမရှိဘူးဒါပေမဲ့ရှိတာတစ်ခုကဒီအပေါ်ကနေပြီးတော့တောက်ဆောက်ပြစ်ခတ်မှုတွေလုပ်နေတဲ့အပေါ်မှာဟိုကျွန်တော်တို့ကလည်းဒီအပေါ်မှာဟိုပြောတယ်အမြဲတမ်းလည်းပြောတယ်မပြစ်ခတ်ဖို့လည်းတော့เนาะဟိုတကယ်လို့တိတ်ခါစီစီတိုက်ကြပါတိုက်ချင်တယ်ဆိုရင်လည်းဒါဟိုနှစ်ဖက်ဒါလူထုတွေမရှိတဲ့ကြားကနေတိုက်ဖို့လည်းဒါကျွန်တော်အများပြောနေတာပဲအဲ့ဒီပုံမှာမရဘူးဒီပေါ်ကနေပြီးတော့မှပဲဒါပြစ်ခတ်လာတယ်တောက်ဆောက်လောက်လာတဲ့ပုံမှာဒါနောက်ဆုံးမရတော့တဲ့အဆုံးကျွန်တော်တို့ကတက်လာရတာဖြစ်တာပေါ့ဒီတက်သိမ်းရတဲ့အစဉ်ကြီးဖြစ်တယ်အခုလည်းကျွန်တော်ပြောချင်တာကဒါကသူတို့အနေနဲ့ဒီနေ့ဒီချိန်ဒီနယ်မြေကိုသာသနာနယ်မြေလို့သူတို့သတ်မှတ်တယ်ဆိုရင်ကျွန်တော်ပြောချင်တာလုံးဝဒါသူတို့ဘက်ကဒါစစ်ကောင်စီဘက်ကတာဝန်ရှိတဲ့ဒါအရာရှိတယောက်ကနေပြီးတော့မှတာဝန်ယူမှုတာဝန်ခံမှုပေးနိုင်တယ်ဂတိပေးနိုင်တယ်ဒီအပေါ်မှာကျွန်တော်တို့တတ်မဆွဲတော့ပါဘူးမိသီးလက်နဲ့ကင်မှဟိုမခွေပြတော့ပါဘူးလို့ကျွန်တော်တာဝန်ယူမှုတာဝန်ခံမှုဒါတစ်ချက်တည်းပြောလိုက်ကျွန်တော်ချက်ချင်းကျွန်တော်တက်ကိုပြန်ရုပ်ပေးဖို့ဒါအချိန်မရွေးပဲကျွန်တော်တို့ကဒီပေါ်မှာထိုင်ချင်လို့ထိုင်နေတာလည်းမဟုတ်ဘူးစိုးမိုးထားချင်လို့စိုးမိုးထားတာလည်းမဟုတ်ဘူးအတိကကစစ်ကောင်စီကဒီအပေါ်မှာလာပြီးတော့တက်ဆွဲထားပြီးတော့မှဒါကျွန်တော်တို့တောက်ဆောက်တာအပြစ်မဲ့ပြည်သူတွေကိုဒီအပေါ်စီကနေပြီးတော့မှဒါလက်နဲ့ကြီးတွေနဲ့ဒါပွိုက်ဖွက်ကြီးတွေနဲ့ဒါဟာဝေဆိုင်နဲ့ပြစ်ခတ်နေတဲ့အပေါ်မှာကျွန်တော်မခံနိုင်တော့ဆိုကျွန်တော်တက်သိမ်းရတာဖြစ်တယ်ဒါကြောင့်ခုနကတော့ကျွန်တော်ပြောသလိုပဲသူတို့ဘက်ကနေပြီးတော့မှတာဝန်ယူမှုတာဝန်ခံမှုအပြည့်အဝပေးနိုင်တဲ့ဒါသူတို့ခေါင်းဆောင်ဘန်တယောက်ကနေပြီးတော့မှပြောဆိုလာခဲ့မယ်ဆိုရင်တော့ကျွန်တော်တို့ဘက်ကတော့သာသနာနယ်မြေအနေနဲ့ကျွန်တော်တို့သူတို့သတ်မှတ်တယ်ဆိုရင်တော့သူတို့လည်းမနေနဲ့ကျွန်တော်တို့လည်းမနေဘူးအဲ့ဒီလိုမျိုးတာဝန်ယူနိုင်တဲ့ဒါအရာရှိတယ်ဆိုရင်ဒါအချိန်မရွေးတာကျွန်တော်တို့ဒါဆက်သွယ်လာပြီးတော့မှဒါပြောလို့ရတယ်အဲ့ဒါဆိုရင်သူတို့ဘက်ကလည်းလုံးဝဒီသဒ္ဒနာမြေပေါ်မြည်သည့်အကြောင်းမျိုးကြောင့်မှဒါဟိုတတ်မဆွဲတော့ပါဘူးဆိုတော့ဒါတာဝန်ယူမှုတာဝန်ခံမှုဂတိပေးနိုင်ပြီဆိုတာနဲ့ကျွန်တော်ချက်ချင်းပြန်ဆင်းပေးမယ်ဟုတ်ကဲ့